ဘလို့လဲစင်ကူးမြို့နယ်ကြီးမရေတိုင်းနဲ့စင်ကူးမြို့နယ်ကြီးတခြားသောနယ်တွေကသတင်းတွေရောကျွန်မမရဘူးနော်စင်ကူးမြို့နယ်တွေကကန်နောင်ကြီးတော့ပေါက်ငါးပြပြကြောက်ချောင်းနော်နွေယုံလက်ပံလှချောင်းကြီးဘလို့လဲလွတ်လပ်မှုတွေရလားလှုပ်ဆိုင်ပိုင်ခွင့်တွေရလား PDF ခက်ကလို့ PDF စိုးမိုးနယ်မြေဖြစ်တုံးကလို့လေ PDF ကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးတော့တလေးတဆန်းငါတို့ပြည်သူတွေကိုဆက်ဆံတယ်ရိုးတည်ပြောတယ်ငါစတားလေးဘာလို့လာသိမ်းတာတော့ညဘာကောင်မှမလို့ PDF ရဲမေလေးတွေတို့ PDF ရဲဘော်လေးညဘာကောင်မို့လို့ကျွေးတဲ့လက်ပြန်ကြိုက်တာအဲ့မဲ့စစ်သားရေလေပြောကြည့်လေပြူလေပြောကြည့်လေပြောကြည့်လို့ရလာလို့လက်ခွန်းနေ PDF ခက်ကလို့မျိုးလေမန်းစိန်ခေါင်းသားရတဲ့ထိဝင်မန်းစိန်တောင်ထီအောင်ဖောက်မန်းစိန်ကုမ္ပဏီတဲ့ထီအောင်တရုတ်ပိုင်နေလေတရုတ်ပိုင်စစ်တပ်နယ်မြေတဲ့ထီအောင်တိုက်ပြီးတော့အသက်တွေနဲ့ရင်းပြီးတော့လာကြလူကြယူကြဒါကျွန်တော်တို့တိုက်ထားတာနင်တို့ယူကြတာပဲမယူပါနဲ့တော့ဗျာဒါလေကျွန်တော်တို့ရန်မုံငွေဖြစ်ကြံတော့တာမို့လို့ပါလို့တောင်းမှန်တော့တို့တောင်းမှန်လို့မရဘူးစကိုင်းတိုင်းကလူတွေရောမန္တလေးတိုင်းနဲ့မန္တလေးမြို့တဲ့လူတွေရောမဲရလူတွေရောဟိုးမိုးကုတ်မိုးမရကဆင်းလာတဲ့လူတွေရောအင်းအားသိမ့်နဲ့ချီပြီးတော့ PDF တွေကြတော့နင်တို့နိုင်ကျင့်ခဲ့တာလေသူတို့ကသူတို့တရုတ်ပိုင်စစ်တပ်ပိုင်လေအဲ့ဒါတွေကနော်ဦးသိန်းစိန်လက်ထက်ကစပြီးဦးသိန်းစိန်လက်ထက်မတိုင်ငင်ရနေပြီးတော့တရုတ်ကိုတကယ်အထင်ကြီးနေရာတွေကိုပေးပြီးလှုပ်ထားတာအဲ့ချိန်မှာကျွတ်တို့ PDF တွေခစ်ရောက်တော့သူတို့ပိုင်netတွေကိုတိုက်ယူထားတာအဲ့ဒါကိုပြည်သူကတိုက်ပြီးတော့တဲ့ PDF တွေကတိုက်ပြီးတော့ပြည်သူကိုလက်ဝါးကြီးထိုးအပ်လိမ့်မယ်လို့ထင်ယူတာရဲ့အရေးပေါ်ရန်မုံငွေအရေးပေါ်ပြည်တွင်းစစ်ကိုယ့်ဟာနဲ့ကိုတိုက်ယူပြီးတော့မှကိုယ့်ဟာနဲ့ကိုတိုက်ပြီးတော့ရန်မုံငွေလောက်ရတာအခြေခံလုပ်သားပြည်သူတွေရဲ့နော်ပိုင်ဆိုင်မှုတွေမသိမ်းရင်ပြီးရောလက်ဝါးကြီးအုပ်လုံးမလုပ်ရင်ပြီးရောဆရာနာရှင်လက်ထက်တုန်းအားတွေငါတို့လုံးဝင်ပြီးလှုပ်ရှားလို့မှမရတာနော်မန်းစိန်တို့ရွှေမိခင်တောင်ချောင်းကြီးတို့ချောင်းကြီးမီလန်းတို့168တို့1နှစ်ခွန်းတို့ကန်တောင်တို့ကြီးတောက်ပေါက်တို့ကွက်မတို့ကွက်တဆဲတို့နော်တရားထူးတို့မြောက်ကျွန်းသူမမတို့ဆရာနာရှင်ရှိရအဆက်ဆက်ကိုမင်းအောင်နိုင်ခင်မာရောလောက်ရမထင်လားတရုတ်နဲ့ရုရှားကိုအပီးပိုင်ထိုးအပ်မှာတပိုက်တနိုင်လှုပ်ရှားခွင့်နေပိတ်ပင်လိုက်မယ်ကုမ္ပဏီကြီးတွေဒါတလင်လောက်ရမယ်ဟိုတုန်းကလိုပဲLD ခစ်မတိုင်ခင်တုန်းကတရုတ်တွေဘယ်လောက်ထိအောင်ငါတို့ရဲ့မြန်မာနိုင်ငံကပြည်သူတွေပိုင်တဲ့ထဲကိုဘယ်လောက်ထိကျူးကျွံလာတော့ LD ခစ်မှာတရုတ်တွေကိုဘလို့မောင်းထုတ်ခဲ့တော့တပိုက်တနိုင်လှုပ်ရှားခွင့်နေဘလို့လှုပ်ခွင့်ရကြလဲအိမ်တိုင်းချက်ကန်နေမြန်မာနိုင်ငံကအခြေခံပြည်သူတွေအိမ်တိုင်းခဲကျိတ်ခုံနေဒါငါရွှေတော့တထုတွင်ကရွှေလုတ်ကွက်တွေအကြောင်းကိုပြောပြနေတာအခုရလားလက်ပံလှနဲ့ကြည်တော့ပေါက်ပစင်းကောင်းတစ်စီး2သိန်းကောက်ကြေးချက်ကန်တကန်တဲရင်တလဘယ်နှသိန်းအင်းတလုံးလှုပ်လို့ရှိရင်တလဘယ်နှသိန်းအဲ့ဒါတောင်မှအဲ့ကိုလှုပ်ချင်တဲ့လှုပ်ကွက်တွေကိုလှုပ်ခွင့်မရဘူးတကယ်တအားရွှေတန်တဲ့ချီထွက်တဲ့နေရာတွေကိုတရုတ်နဲ့ရုရှားကိုလာမဲ့နှစ်ပဲဖြစ်ဖြစ်ဒီနှစ်ထဲပဲဖြစ်ဖြစ်ထိုးအပ်လိုက်မယ်ဝမ်းတာလားပျော်လား PDF ကိုအကျန်းဖက်လို့ပြောရတာပျော်လားနင်တို့စောက်စင်းလောက်လေးနဲ့ကုမ္ပဏီနဲ့ကတ်လို့ရမှာမထင်နဲ့ငါစောက်စင်းလောက်လေးနဲ့လည်းကတ်မရဘူး LD ခစ်နဲ့ PDF ခစ်မှာပဲတပိုင်းတနိုင်အင်းတွေရွှေလောက်ကွက်တွေလောက်ခွင့်ရတာဟဲ့နားမလဲပါမလဲနလဘိန်းတုံးအာနာကြိုက်စစ်ဖနက်ဖိခံရတဲ့ကြိုက်တဲ့ပြည်သူကတတ်ကိုရှိတာPDF ကျန်စတားလေးလေးတွေစီရေးပေါ်မလို့ပိတ်ပေးပါလို့ငါစတားလေးငါပတ်စံနဲ့ငါဝယ်ထားတာနင်တို့ကဘာကောင်တို့ညာကောင်တို့ပြောကြည့်လေစတားလေးလာပြောကြည့်လေခင်ဗျားလူကြီးတွေရောပြောကြည့်လားမြတ်တို့အဖွားကြီးလေတခါတလေကြာရင် line ပေါ်မှာတွေ့နေတာတော်တော်ဆွာတာပဲကျုပ်က PDF ထဲဝင်ထားလို့ PDF ဘက်ကနာလို့ပြောတာမဟုတ်ဘူးအမှန်တရားတို့လိုချင်တာကအတ္တလို့ရဲဘော်အသုံးမကျရင်အသုံးမကျဘူးလက်ညှိုးထိုးပြောလို့ရတဲ့စနစ်ကိုလိုချင်လို့အရွေးတစ်ခုမြန်မာနိုင်ငံရဲ့အရွေးတစ်ခုအတွက်ထောက်ခံနေလို့ကိုယ့်ဘက်ကစောက်သုံးမကျဘူးဆိုရင်လည်းစောက်သုံးမကျတဲ့အကြောင်းကိုပြောတယ်အမှန်တရားသိတာအကောက်ဖြစ်တယ်ခုဘလို့လဲလွတ်လပ်လားဖုံးလေးပြောရင်တောင်မှချင်းနေဘလို့တော့လွတ်လပ်သွားလာရတယ်လားထူးပြောမပြောနဲ့ဖုံးပြောရတာအဲ့လိုမပြောလို့မရအခုငါအော်နာလေငါ PDF နေနေမှာအော်ပြီးပြောနာပဲနော်လက်ခေါ်ရင် PDF တွေကြားနေရတာမြင်နေရတာရေပြင်ရဲဘော်တယ်
အော်ပြီးပြောနာပဲအဲ့ဒါလွတ်လပ်ခွင့်လို့ခေါ်တယ်အဲ့ဒါကိုလွတ်လပ်ခွင့်လို့ခေါ်တယ်ပြောကြည့်တာအဲ့မလေးငါတို့လာပြီးတော့ကားတစ်စီးကို2 သိန်းတောင်းတာဟိုရွှေလောက်ကွက်ကမလောက်ရဘူးရွှေလောက်ကွက်ကမလောက်ရဘူးခုစစ်တက်စိုးမိုးနယ်မြေစီကူးမြို့နယ်ကြီးမှာဖြစ်နေပြောသားအော်သားငါတို့အော်ရဲလားအော်ခွင့်ပြုတ်ထားလားဟမ်အော်ခွင့်ပြုတ်ထားလားလို့ဖြေးလေPDF ခစ်ကကြံခဲ့တဲ့ငွေနဲ့အလှူလုပ်ပြီးတော့မှตายရပါတယ်စစ်တက်ခစ်မှာပျော်ပွဲရှင်ပွဲတွေလုတ်ပြပြီးတော့အတူရောင်အာနာကိုအစစ်မှန်ဖြစ်အောင်လုတ်ပြီးတော့အပြည့်အမြောက်လုတ်နေတဲ့လူတိုက်တွေလည်းမှတ်ထားအောင်ကိုစောက်ကျင်နေကို PDF ခစ်ကဘုံဝယ်ချက်လို့တထေးဖြစ်ပြီးတော့မှPDF လည်းစုတ်ခွာရောအကြမ်းဖက်ပါလို့ဝိုင်းအော်ပေးတဲ့လူတွေလည်းမှတ်ထားအောင်မှတ်ထားဒီနှစ်ဖြစ်မဖြစ်ရင်နောက်နှစ်တရုတ်နဲ့ရုရှားကိုမန္တလေးတိုင်းတိုင်းလုံးဆရာနာရှင်မင်းအောင်လှိုင်ကထိုးအပ်မှာအဲ့ကြရင်တပိုင်းတိုင်းလှုပ်ရှားခွင့်တွေတရုတ်ကုမ္ပဏီနဲ့ရုရှားကုမ္ပဏီနဲ့လို့အဲ့လိုရမယ်ကတ်လို့ရမယ်ထင်လားကတ်ပြီးလှုပ်ရှားလို့ရမယ်ထင်လားတပိုင်းတိုင်းလှုပ်ရှားခွင့်ရတာအလက်တီခစ်နဲ့ PDF ခစ်မှာပဲရှိတယ်